အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့အားလုံးပဲသိကြတဲ့အတိုင်းငလင်ကနေရာဆုံးမှာအကြီးအကျယ်လှုပ်သွားခဲ့ပါတယ်အဲ့တော့ဒီနေရာမှာထပ်တို့ကဒီအဖြစ်စဉ်ကိုအော်ဒီလိုပဲဖြစ်သွားတယ်ငါတို့မပါသေးဘူးဆိုတဲ့စိတ်ကလေးနဲ့ပဲနေရမှာမဟုတ်ဘဲနဲ့ငါတို့အတွက်လည်းဒီ NL တွေကအချိန်မျိုးလာနိုင်တယ်အဲ့ဒီအတွက်ငါတို့ဘာတွေကြိုးပြီးတော့ပြင်ဆင်ထားရမလဲဆိုတဲ့အသည့်တရားလေးတွေထပ်တို့ခေါင်းထဲမှာဝင်လာဖို့လိုအပ်တယ်တဝီကရစရာအရန်ကောင်းတယ်ဘလောက်ပဲကြီးကျယ်ခမ်းနားဘလောက်ထိအောင်မြင်နေပါစေဘလောက်ထိပဲချမ်းသာနေပါစေဘလောက်ထိပဲယာရုကုန်သိန်းတွေကြီးမားနေပါစေခဏလေးမှာအရာအလုံးဟာကုံဆုံးပြောက်ွယ်သွားနိုင်တယ်ဆိုတဲ့အသည့်တရားတွေတက်တို့တွေရင်ထဲမှာဒါလေးကိုသင်ခန်းစာယူဖို့လိုအပ်တယ်အဲ့တော့ခုချိန်မှာကိုယ့်အသက်ဘယ်လောက်ရှိပြီလဲကိုယ့်အသက်ဘယ်လောက်မှာကိုယ့်ဒီကိုယ့်အတွက်ကုသိုလ်ကောင်းမှုအများအကျိုးကုသိုလ်ကောင်းမှုဘာတွေများဆောင်ရွက်ပြီးပြီလဲကိုတတိတံတွေကရစရာတွေဖြစ်တယ်တကယ်တမ်းဖြစ်လာရင်ကျမတို့အတွက်ဘယ်ပစ္စည်းဥစ္စာမှလည်းကျမတို့မတည်နိုင်ဘူးเนาะအဲ့တော့ကျမတို့ကဘလောက်ချမ်းသာတဲ့လူဖြစ်နေပါစေအချိန်မရွေးကျမတို့လက်ထဲမှာဘာမှမရှိဆိုတဲ့အခြေအနေမျိုးတွေကြုံနိုင်တယ်လို့ကျမတို့ဘာမှမရှိတဲ့နေရာကနေပြီးတော့လည်းအကောင်းဆုံးကြိုးစားပြီးတော့မှအကောင်းဆုံးဆိုတဲ့နေရာတွေရောက်သွားနိုင်တယ်ဒါကလည်းကျမတို့မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာဖြစ်နိုင်တဲ့အကြောင်းအရာတွေဒီလိုမျိုးမြင်လာတဲ့အခါမှာအတိတရားတွေသင်ခန်းစာတွေရစေခြင်းလို့ဒီလိုမျိုးပြောပြတာဖြစ်ပါတယ်အဲ့တော့ကျမတို့ဘာတွေပြင်ဆင်ကြမလဲအဲ့တော့ကျမတို့ပြင်ဆင်တဲ့အပိုင်းမှာဆိုလို့ရှိရင်ကျမတို့ဘာသာရေးပိုင်းအရန်ကိုလိုအပ်လာပြီအဲ့တော့ထပ်တို့ကနေတိုင်းမှာကုသိုလ်တစ်ခုเนาะကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့ကုသိုလ်တွေကထပ်တို့ရဲ့ကုသိုလ်အဟုန်အရှိန်လေးတွေဖြစ်ခဲ့တယ်ထပ်တို့အတွက်နှင်းလုံးလိုမျိုးနည်းနည်းချင်းစုပြီးတော့မှအင်အားကြီးတဲ့ကုသိုလ်ကြီးတွေဖြစ်အောင်လို့ထက်ကကျေးဇူးတရားတွေတိဆောက်ခဲ့တယ်เนาะနောက်ပြီးတော့ဒီ cluttering တွေလုပ်ခဲ့တယ်เนาะထပ်တို့တွေမျိုးစုံထပ်တို့ရဲ့ကောင်းမှုကုသိုလ်တွေကိုအများကြီးလုပ်ခဲ့ကြတယ်အဲ့တော့ထပ်တို့ကုသိုလ်ကောင်းမှုလုပ်တဲ့သူတွေလုပ်နေတဲ့သူတွေမပြတ်သွားပါနဲ့ဒီနေ့ညမှာလည်းကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့စကားအတိုင်းပဲထပ်တို့ဒီနေ့မှာလောက်ရမှာက24ပစ္စည်းကိုရွတ်ပြီးတော့အိမ်အနှက်လက်ညှိုးလေးနဲ့ထိုးပြီးတော့မှဟိတပစ္စည်းအရမနာပစ္စည်းဆိုပြီးတော့စီးလေးချပြီးအိတ်ကြပါမယ်ညအိတ်တဲ့အခါမှာအခုလိုငလင်လုတ်ပြီးသွားရင်နောက်ထပ်တစ်ချိန်ထပ်လာနိုင်တယ်36နာရီအတွင်းထပ်လာနိုင်တယ်ဆိုပြီးတော့တတိပေးထားတာဖြစ်တဲ့အတွက်ထပ်တို့ကအဲ့ဒီ36နာရီအတွင်းမှာပဲထပ်တို့တက်နိုင်တဲ့လောက်ဖရားတရားများလုပ်မယ်ဂုံတော်ကွန်ချာရတဲ့သူဂုံတော်ကွန်ချာရွတ်ပါအိမ်ကိုဒီလိုလက်ညှိုးထိုးပြီးတော့မှ24ပစ္စည်းရွတ်ပါစက်ကြီး13ပါးဂါတာเนาะအဲ့ဒါကိုရတဲ့သူဆိုလို့ရှိရင်လည်းစက်ကြီး13ပါးကိုလည်းရွတ်ဖက်ပူဇော်လို့ရပါတယ်အဲ့တော့ထပ်တို့အိုက်3ခုနောက်ပြီးရင်တန်ဖို့တွေเนาะဒီလိုမျိုးလေးတွေရွတ်ဖက်တရေစေပြီးတော့ထပ်တို့ရဲ့အိမ်ကိုစီးချမယ်ကိုစီးချမယ်ပြီးတော့ရင်ထပ်တို့နောက်တစ်ခုလောက်ရမှာကဝတုံတွေမြေဆောင်နတ်မင်းကြီးကိုထပ်တို့တွေတေချာလေးတိုင်တယ်ဆူတောင်းမယ်မှားခဲ့တာတွေရှိရင်ခွင့်လွှတ်ပေးဖို့တောင်းဆိုမယ်ပြီးရင်ကျေးဇူးတင်တဲ့အကြောင်းတွေပြောမယ်ပြီးတော့ရင်တော့ထပ်တို့တစ္ဆာဆိုမယ်ကိုဘာဒီလုပ်ခဲ့တယ်လေလုပ်ခဲ့တဲ့အရာတခုတစ္ဆာဆိုပြီးဘေးကင်းလုံခြုံဖို့ဓမင်းကြီးမှာနတ်မင်းကြီးစီမှာဆူတောင်းကြမယ်เนาะအားလုံးပဲပေးရန်ကိရှင်းကြပါစေရှင်အဆအဆင်ပြေပါစေ